မြတ်ခြင်းကိုဝန်ခံရအောင်ဘေးနားမှာရှိတဲ့မိသားစုပြောရအောင်ဒီချိန်ကငါတို့ရဲ့ချိန်ဖြစ်တယ်နော်ဟာလေလုယာဒီနေ့ဝမ်းနဲ့ခြင်းတဲ့မှာထိုင်နေရမယ့်ချိန်မဟုတ်ဘူးခြေခွဲခြင်းတဲ့မှာထိုင်နေရမယ့်ချိန်မဟုတ်ဘူးဒီအချိန်ကဘုရားရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်ပြီးမှအောင်ပွဲကိုသိမ်းပါရမယ့်ချိန်ဖြစ်တယ်အာမင်ဟာလေလုယာဘုရားရဲ့ချိန်ခါရောစကြာရောက်လာပြီဘုရားရဲ့ချိန်ခါရောစကြာရောက်လာပြီဘုရားရဲ့ချိန်ခါရောစကြာရောက်လာပြီဒါငါတို့အချိန်ရောက်ပြီဘုရားရဲ့ချိန်ခါရောစကြာရောက်လာပြီဘုရားရဲ့ချိန်ခါရောစကြာရောက်လာပြီဘုရားရဲ့ချိန်ခါရောစကြာရောက်လာပြီဒါငါတို့အချိန်ရောက်ပြီဝန်နေခြင်းတွေဆုံးသက်သွားပြီဝမ်းမြောက်ခြင်းတွေနေရာယူပြီးကောက်ခုံလုံးမြောက်ခြင်းတွေလိုက်ဖုံပြုံးရဲ့ခြင်းတွေတိုင်းလုံးခုလိုရိုက်ခတ်လာပြီးစီရဲ့ခြင်းတွေဝေးပြန်သွားပြီကောင်းထီမိုးတွေဖန်ခံရပြီးဝေးအချောင်းတွေခြင်းတွေချွတ်ချုံကြနေခြင်းတွေညမောက်တော်တဲ့ပွင့်ထွက်ကုန်ပြီOne day, son, the body. One young